ဒီငါလေးကအာထိုးရမှာနော်ဒါအဖွဲ့ဝင်တွေရောအပူခွာတွေပဲနောက်တစ်ခုကသူ့ရဲ့ပါဝါက339လို့ကျွန်တော်ထည့်ထားတယ်339ထည့်ထားတယ်သူ့ရဲ့နက်ခတ်က332လို့ထည့်ထားတယ်လောက်သွားနိုင်တယ်လေဟုတ်လားဒီလိုလေးတွေလောက်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာ9ခွေ3ကတ်မှာက2ကတ်ကိုကဒီလိုခွဲဆော့တယ်ပေါ့ဗျာ4ခွန်နောက်နှစ်ကိုထွက်တယ်ဒါတော့390ပြန်ကြရတပွဲကျော်ကိုထွက်6ကိုတီးဟဲ့လားခုနလိုက်ရှုမှာကြည့်လိုက်ပေါ့အဲ့ဒီ2ကတ်ကဒီ258နဲ့4ခွန်2ကတ်ကသူကခွဲထုတ်သွားတယ်လို့ဒီ2ကတ်ကြတော့သူခွဲထုတ်တယ်သူကနေအချိန်ကတ်ကိုသွားလိုက်တာနဲ့မြင်နိုင်တဲ့အထောက်နဲ့ခွဲထုတ်တော့9549လို့ခွေရတယ်သူ့နောက်က96ခွန်နောက်နှစ်ကိုထွက်တော့139ခွန်လို့ဇောင်းထုတ်ပြီးထွက်တယ်သူကနေတစ်ချိန်2ချိန်3ချိန်ရဲ့ဘေးကို954လို့ခဏလိုက်ထွက်တယ်အဲ့တော့ကျွန်တော်ဒီမှာကလည်းငါလေးကဒီမှာအကွက်ရွှေတယ်မရှိတော့ဘူးပေါ့ဗျာဟုတ်လားနှစ်ကတ်နဲ့သွားရင်အကွက်ရွှေတယ်မရှိဘူးအဲ့တော့သူကဒုတိယကတ်မှလည်းဒီတိုင်းပဲဒါ9ခွေက9ကတ်ရှိတာကိုဒုတိယကတ်သူ့ရဲ့နောက်က483နောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတယ်သူ့ရဲ့တပင်ရင်3ပင်ရင်ဘေးမှာ9လေးပဲလိုက်ထွက်တယ်အဲ့ဒါဆိုရင်ကျွန်တော်ဆောင်းနာပြောတယ်လို့ဒီအထောက်ကြတော့139ခုနဲ့ထောက်ပြီးကျွန်တော်ဖမ်းခဲ့တယ်ဒီအထောက်ကြတော့တစ်မျိုးဇယိုက်တစ်မျိုးနဲ့9ခု9ခုထောက်ပြီးဖမ်းခဲ့တော့ဒီတစ်ကတ်ထဲမှာသူကစုံမတ်တွေလာဖြစ်တယ်ဒါကပြင်စမကတ်ကိုသူကပထမကတ်ဒုတိယကတ်နဲ့ချိတ်ဆက်တာပို့ပြီးမြင်တာအောင်ချိတ်ဆက်တာဒီနောက်က၄တစ်ခုနောက်နှစ်ကိုသူထွက်တယ်သူထွက်တော့ကြတော့ပထမ96ခုနဲ့မူကြတော့139ခုလို့စောက်ထုတ်ပြီးထွက်တယ်ဆိုတော့မူနဲ့လည်းဖမ်းခဲ့တယ်လို့ဒီ483နဲ့ကြတော့လေဒီ9ခု9ခုထောင်းနေအဲ့ဒီကနေ့ရှင်းနေတဲ့9ခွေတဲ့နောက်ကကောင်အဲ့ဒီမှာ9ခွေတဲ့နောက်ကကောင်ဒီမှာ483နဲ့ဖမ်းတော့လေ9ခုလို့ထွက်ပြီး9ခုလို့ထောင်းနေနောက်ကိုကတ်ထွက်တယ်အဲ့တော့နေတစ်ချိန်2ချိန်3ချိန်ဘေးကိုသွားလိုက်တာနဲ့ကနန်းတူကနန်း9လေးလုံးမလား9လေးလုံးမလားလောက်သွားနိုင်နေနော်လောက်သွားနိုင်နေဆိုတာကဒီကောင်နဲ့ကနန်းမတူဘူးထောက်တာကနန်းမတူဘူးကနန်းတူကနန်းဆိုပြီးဒီမှာတော့သူကနှစ်ကစီးမှာဒါပထမက9ခွေတာသူ့နောက်ကကနန်းနောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတယ်သူနဲ့အခြေခံမှာ9လေးရိုက်တယ်ဒါကြတော့အဝေးထောင်းနေသွားတာအဲ့တော့9ခွေပြီးသူ့နောက်က483နောက်နှစ်ကိုထွက်တယ်ထွက်ပြီးရတယ်သူ့ရဲ့အခြေခံမှာ9လေးလို့ထွက်တယ်အဲ့တော့ဒီကတ်နဲ့ဒီကတ်ကိုပြန်ချိတ်ဆက်သွားနိုင်တယ်ဆိုတဲ့အကြောင်းရင်းကဒီ9ခွေတဲ့နောက်ကနောက်နှစ်ကိုထွက်တော့9ခွန်4ခွန်5ခွန်လို့ထောင်းပြီးတော့ထွက်ခဲ့တယ်ထွက်ခဲ့ပြီးရတယ်သူ့နဲ့ဇောင်းတစ်ပင်မှာကြားခဲ့တဲ့4ခွန်100တနေ့2နှစ်3 4 5 6 9 10 11 12 13 14 15 16 17 18 19 20အနှစ်20လောက်က90ရဲ့အောက်က90အားရဲ့အောက်က14ခွန်ကိုထိပ်စီးကအပိတ်ကိုတွားလိုက်တာနဲ့4ခွန်တက်ဆိုပြီးတော့ဒီမှာထွက်ခဲ့တဲ့နောက်ကိုကျွန်တော်ကကတ်ရိုက်ချင်တာသူ့အောက်ကလည်းသူကမြင်တာအောင်အကွက်ရွှေဆိုင်ကိုစီကန်းရှိသူပြေးသွားတာမဟုတ်ဘူးကျွန်တော်လိုက်တဲ့စနစ်တိုင်းပြေးသွားတာမဟုတ်တဲ့အတွက်ကြောင့်သူ့နောက်က9လေးကိုကျွန်တော်ကလိုက်ချင်တဲ့အတွက်ကြောင့်အချိန်ကြိုက်တဲ့လူတွေအတွက်ကဒီလေးခုတစ်ခွန်ရဲ့ဇောင်းကကနန်းယူလိုက်ရင်လေရတာပဲဒီလိုရိုက်ချသွားမလားဟုတ်လားအဲ့ဒါဆိုရင်ဒီ9ခွေရဲ့နောက်က4တစ်ခွန်နောက်နှစ်ကိုထွက်တော့9ခွန်9ခွန်ထောက်ပြီးနောက်မှာကတ်ထွက်တယ်ထွက်ပြန်တယ်သူ့ရဲ့ဇောင်းတစ်ပင်မှာကြားခဲ့တယ်ဒီ4ခွန်9ဆိုတဲ့ကနန်းရှေ့အနှစ်20နောက်က4ခွန်နဲ့ပုံစံတူ1 2 3 4 5 6ခွန်8 9 10 11 12 13 14 15 16 17 18 19 20အနှစ်20နောက်ကဟောဒီ90ပတ်လေရဲ့အပေါ်က9ခွန်ကိုထည့်သွားတာကိုကိုသူကထိတ်စီးကအပိတ်ကိုပြလိုက်တော့ခွန်9ဆိုပြီးထွက်တာနော်ဒါအထိုင်နေပဲနှစ်ကတ်တည်းကအကြောင်းတစ်ခါပါအထိုင်နေကလှုပ်ဆက်ကုန်မလို့အဲ့တော့ဒီမှာ4ခွန်လို့ထွက်တာနဲ့သူကထိတ်စီးကအပိတ်ပြလိုက်တာ4ခွန်တက်ဆိုပြီးတော့သူကအတိကျထွက်တာသူ့အောက်ကိုသူကတူညီမှုရှိတဲ့အထိစိုက်ကောင်းနေသူမပေးသေးဘူးဆိုတော့ကအကျော်ခွားနဲ့တွားမယ်ဆိုရင်တော့ရတာပေါ့နော်ဒါပေမဲ့ तू ကလိန်နေတာကလင်နာကဒါတွေကလည်းမမှန်ဘူးလို့ပြောလို့မရဘူးသူဒီအကျင့်ကကနန်းရိုက်တယ်ဆိုရင်ဒီအကျင့်ကကနန်းရိုက်တယ်ဆိုရင်360ရှိတာပေါ့ဒါပေမဲ့ကျွန်တော်အပူခွာကြိုက်တာလေဒီလိုအကျင့်ကစနစ်ကိုကြိုက်တယ်ဆိုရင်360အာထိုးပေါ့ဟုတ်လားကျွန်တော်တွေးတာကအပူခွာလေဒီပွဲကိုကျွန်တော်ကကြိုက်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒါတရားနဲ့ရောက်အတွေးအယူအဆမတူဘူးပေါ့ဗျာဟုတ်လားအဲချင်းစရာတယောက်ချင်းစီတိုင်းအဲ့မှာကနန်းတူကနန်းလည်းကျွန်တော်တို့ခံရတာရှိတယ်လို့အကွက်ရှိဆိုင်ကိုပထမဦးစားပြီးဒုတိယဦးစားပြီးကနန်းတူကနန်း954အရန်ကသူ့ရဲ့နှက်ခတ်တွေပါဝါတွေဖြစ်တယ်နှက်ကလမ်းသွားရင်3နှစ်ပါဝါရိုက်သွားရင်900ကနန်းအားတယ်ထူးခြားတယ်နော်ဒီ3ကတ်ကိုသူကပုံစံတူလုပ်သွားနိုင်တယ်အဲ့လိုဆိုင်နေပဲကျွန်တော်အဲ့တုန်းကတော့မှကျွန်တော် line မတက်သေးဘူးဒီစစ်တုန်းကကျွန်တော်ဘောဗလာစာရွက်မြင်းချောင်းဗလာစာရွက်လေးနဲ့ဆက်ရေးဆွတ်တင်ဘူးတယ်အကောင့်ကနေပုံလေးပဲတင်တာပါနော်အဲ့တုန်းကတင်ခဲ့ဘူးတယ်ဘာလို့ဒီ9 6နဲ့အချိန်ကတည်းကနောက်ပိုင်းကျတော့စော်ပွဲနဲ့တွေ့လာရတယ်အဲ့တော့ဒီမှာ4တစ်ခုကကျွန်တော်ပောက်ခဲ့တာကသူနဲ့အချိန်တိုင်းမှာသူ3ကတ်တည်းက443 1 2 3 4 5 5ပြီးမြောက်ပါသူရှိမှသူမပောက်ခင်ကို1 3နဲ့လို့တည်အဲ့တော့ဒီမှာကလည်းကျွန်တော်ပောက်ခဲ့တဲ့ဟာလေးနော်မ1 3နဲ့တည်သူကနေ1 2 3 4 5 5ပြီးမြောက်မှာ443လေးတစ်ခွန်ဒီလိုကနန်းတူကနန်းရိုက်သွားတာဘာကြောင့်ကနန်းတူကနန်းရိုက်လဲကျွန်တော်တို့ကဗရိတ်ဖမ်းတဲ့ပုံလားသူ့ဘေးမှာဗရိတ်1ဒီမှာ1 3အတွဲသူ့ရဲ့ဒီ1 3ညနေအပေါ်မှာဗရိတ်7သူ့ဘေးမှာ1 3အတွဲအဲ့လိုတွဲလာတဲ့အတွက်ကြောင့်ဒီလေးခွန်ကိုကျွန်တော်ကနန်းတူကနန်းကျွန်တော်ရခဲ့တယ်သူကတပွဲကြောင့်ကလည်းကျွန်တော်2ပင်တပွဲကျော်ရခဲ့တယ်ဒီမှာတော့ကျတော့လေးကိုလေးပေးပါမလားဆိုပြီးဒီ3ပင်ဆောင်းပေါ့ဗျာပေးပါမလားဆိုပြီးတော့ခံယူချက်နဲ့ဒီကနေမရေဘူး3ကတ်ကြီးဒီလိုကိုက3ကတ်ဆိုရင်ကိုကညံနေသူ့ရဲ့လှည့်သားမှုဒါပေမဲ့ဒါမျိုးကြတော့သူ3ကတ်ကိုပေးသွားတာအဲ့တော့မြင်ခဲ့တာပေါ့အဲ့တော့ကျွန်တော် line မရောက်သေးဘူးဒီနှစ်ခွန်နဲ့စိုက်ကလေးကြတော့ဒီလိုသွားတာပေါ့ဗျာဒီလိုသွားတယ်ဒီလိုသွားမှမလားဆိုတဲ့ဟာ
အဲ့လိုမျိုးမြင်တယ်မြင်တော့အဲ့တော့ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီမှာသူနဲ့အချိန်တိုင်းမှာဒီနှစ်ကတ်ကြတော့လာတူတာက920ရောထောက်တယ်ဒီမှာလဲဒီလေးတစ်ခွန်ဒီ3ချောင်းကိုဖယ်လိုက်ပေါ့နော်3ချောင်းကိုဖယ်လိုက်မယ်ခဏလေးထားလိုက်အဲ့ဒါပြီးသွားပြီဟိုလည်းလေးတစ်ခွန်ကလည်းပြီးသွားပါပြီတို့ပေမဲ့ဥပမာတာရကလေးတွေကျွန်တော်ပြောပြတာနော်တာရကလေးတွေရှေ့မှာလက်တွေ့ဖြစ်သွားတဲ့ဟာလေးတွေနဲ့ပုံနှိုင်းပြောမှထိုးတဲ့လူကထိုးရရှိတယ်ပေါ့ဗျာဟောဒါလို့ပေးရတဲ့ຢာရုံရှိပါလားတချို့ကလနာအစိမ့်သက်ကိုကျွန်တော်တို့လက်ရှိအမိပြုတ်ကြည့်နေတဲ့သူတရားဥပဒေကြတော့ကလနာမသိတော့ထိုးရမရှိဘူးပေါ့အဲ့ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီလေးတစ်ခွန်နဲ့3ကလုံးနဲ့ကြည့်မယ်ဆိုရင်သူလည်းအချိန်တိုင်းမှာ4 4 3တပင်2ပင်3ပင်4ပင်5ပင်5ပင်ဆောက်တက်တာနဲ့အဲ့ဒါတစ်တုံညာနေတွေဖြုတ်ထားလိုက်အဲ့ကြတော့နောက်ကတည်းကသူကဒီတစ်တုံညာတွေပါရော့ရိုက်လာတော့နော်အဲ့ဆိုဒီလေးတစ်ခွန်ကလည်းဒီတပင်2ပင်3ပင်4ပင်5ပင်ညမှာ4 3 4ပတ်လက်ဒီလိုတည်တာတဲ့တာနော်အမှန်4 3 4ပတ်လက်တည်တယ်နော်ဒီလေးတစ်ခွန်အဲ့တော့ဒီမှာကြံသေးတယ်ဒီမှာလေးတစ်ခွန်ဒီလေးတစ်ခွန်ကတပင်2ပင်3ပင်4ပင်5ပင်5ပင်ညမှာဒီမှာဒီလေးတစ်ခွန်ပဲနော်3 4 4နဲ့အချိန်ကကြီးပဲ3ကတ်နော်3ကတ်ပြီးသွားတယ်အဲ့လို3ကပ်ပေးခဲ့အဲ့ဒါဆိုရင်ဆောနာက9 4ရတယ်3ကပ်လုံးကသူကမူရီစရိုက်ကြီးကွဲတဲ့အတွက်ကြောင့်ကနန်းတူကနန်းလောက်သွားနိုင်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပါအောင်ထဲမှာထည့်ထားတာ9 4လို့ကျွန်တော်ပြောတဲ့အတိုင်းပဲလေကလင်ကအကွက်ရွှေ့ဆိုင်မှာကအကွက်ရွှေ့ဆိုင်တစ်ခါလောက်တယ်လို့ကနန်းတူကနန်းတစ်ခါအကွက်ရွှေ့ဆိုင်တစ်ခါကနန်းတူကနန်းတစ်ခါဒီလိုမျိုးတွေနဲ့သူကတွားတာအများဆုံးအဖြစ်အကွက်ရွှေ့ဆိုင်ပြီးပြီးသူကကနန်းတူကနန်းနဲ့ရိုက်တော့မယ်ရိုက်ဖို့ကများနေပြီအဲ့ဒါကြောင့်မလို့ကျွန်တော်ကသူကဒီတကက်မှာကဥပမာဒီကက်နဲ့ချိန်လက်ဆက်လိုက်တာခွန်9ခုနောက်ကကနန်းနောက်လေးကိုထွက်တော့9ခုခွန်9ခုလို့ထောင်းတယ်9ခုခွန်ဘေးကိုကတ်ထွက်ပြီးရတယ်သူ့နဲ့အချိန်တိုင်းမှာကြားရတယ်4ခုတေးဟာနောက်ရှိဒါအနှစ်အကွက်ရှိလိုက်ကိုသူဆော့သွားပြီ90ရဲ့ဘေးကတော့သူ့နောက်ကိုဘေးကိုကတ်ကြတဲ့ကနန်းဟာရှစ်တစ်နှစ်ကျော်ကကနန်းလို့အယောင်ပြပြီးတော့ဒီမှာကလည်းခွန်9ခွေတဲ့နောက်က4တစ်ခွန်နောက်နှစ်ကိုထွက်တော့9ခုခွန်9ခုထောင်းတယ်နောက်ကိုကတ်ထွက်တဲ့တပင်းကျော်ဇောင်းတန်းတပင်မှာခွန်ကိုက8အနှစ်20မြောက်ကဟောဒီ920ပတ်လေရဲ့အောက်က6ခွန်ကိုထိပ်စီးရအပိတ်ပြီးခွန်9ဆိုပြီးထွက်တယ်လို့သူ့နောက်မှာအကွက်ရွှေလိုက်ထပ်ဆော့ဖို့ဟာကလည်းပြောလို့မရအောင်အားနေတယ်လို့လည်းယူဆလို့ရတယ်လို့အားကောင်းတယ်လည်းယူဆလို့ရတယ်အဲ့ဒီချိန်မှာကျွန်တော်8တစ်နှစ်ကျော်ကကနန်းကိုအောက်ဝက်ထုတ်လိုက်တာအောက်ကနန်းထုတ်လိုက်တယ်ဒါပေမဲ့ကနန်းလူကနန်းကိုလည်းကြိုက်တဲ့အတွက်ကြောင့်9 5လေးကိုထည့်ထားတယ်ပါဝါနှက်ခတ်ပြီးထည့်ပေးရတဲ့အကြောင်းရင်းကကျွန်တော်တို့လက်တွေ့တင်ပေးခဲ့တယ်အဲ့တုန်းကကျွန်တော်လက်ရှိကြည့်တယ်ကျွန်တော် line မှာစတဲ့ခါကျ2 4 1လို့ကလင်နာမှာခွေတယ်ပထမတစ်ကတ်မှာတော့သူက6 5 4 1လို့ခွေတာပေါ့ဒါပေမဲ့2 4 1 3ကတ်ကိုပဲတူညီမှုယူလိုက်တာသူ့ရဲ့အောက်မှာ8 6ကိုကနန်းတူကနန်းထွက်နေတယ်အဲ့တော့ကျွန်တော်ဒီမှာ2 4 1လို့ခွေပြီးဆိုတာနဲ့သူ့အောက်မှာ6 5 4 1လို့ပထမနဲ့ဒုတိယမှာတော့ပုံတူချိတ်တာချိတ်တော့သူ့အောက်မှာ8 9 3 8 9 6လို့ကနန်းတူကနန်း2ကွက်ခွေပြီးထွက်ပြီးအဲ့တော့ဒီမှာ2 4 1လို့ခွေပြီး3ကတ်6 5 4လို့တော့မဖြစ်တော့ဘူး2 4 1လို့ခွေတဲ့အောက်မှာအဲ့တော့ကျွန်တော်ကနန်း3ကွက်တင်ပေးတယ်8 9 6ကနန်းတူကနန်းဖြစ်တယ်လို့သူ့ရဲ့8 9 6ရဲ့ပါဝါ134134အားနဲ့တင်ပေးခဲ့တယ်အခုထိုးဖို့မဟုတ်တော့134ရဲ့896နက်ခတ်196ရဲ့အဲ့ဒီမှာတင်ပေးခဲ့တာနော်နောက်တစ်ခုက896ကနန်းလူကနန်းဒီလိုမျိုးတင်ပေးခဲ့တဲ့အချိန်မှာ तू က196ဆိုပြီးတော့ तू ကသူ့ရဲ့896ရဲ့နက်ခတ်196ဆိုပြီးတော့ကစားသွားတယ်အဲ့ဒါကိုကျွန်တော်နှစ်ကတ်နဲ့ပြန်ပြန်ခဲ့တာပဲဒီ933လုံးကလေဒါကဒီ line ကအစုံကပါအောင်ထဲမှာအောင်ခဲ့ရတဲ့အကြောင်းရင်းကဒုတိယကနဲ့တတိယကကိုကျွန်တော်ချိတ်ဆက်တယ်သူ့အောက်ကကနန်းကပြန်ကြခဲ့တယ်ပြန်ကြပြီးတော့ तू ကနောက်နှစ်ကိုတိတ်ရိုက်တယ်တိတ်တုံရလေးတိတ်ရိုက်တဲ့အချိန်မှာကျွန်တော်ဒီ816နဲ့လား816နဲ့အချိန်ကိုက်ထင်းနေဖမ်းခဲ့တာ816လားအချိန်ကိုက်ကျွန်တော်ဖမ်းခဲ့တယ်အဲ့တော့နောက်နှစ်ကိုတိတ်ရိုက်တော့မြန်မာကနန်းလူကနန်းအထောက်ရှိတယ်နော်4ခွန်8လားမျိုးဒီမှာလေး816ဒီနားမှာ तू ထောက်တာရှိတယ်ပေါ့နော် तू ထောက်တာရှိတယ်ကျွန်တော်ကနှစ်ကြတော့အဲ့တော့ तू အဲ့ဒီ2 4 1အခွေအောက်ကကနန်းပြန်ကြခဲ့တယ်ပြန်ကြပြီလေ तू အပေါ်ကကနန်းနောက်နှစ်ကိုတိတ်ရိုက်မယ်အဲ့ဒီမှာဒီ2 4 1 तू အခွေ3ကတ်ကလည်းဒီကနန်းကိုတော့ तू ပုံလို့ပြန်မကြခဲ့ဘူးအဲ့ဒီမြစ်ထဲကနှလုံးပေါင်း9တန်တဲ့ကနန်း9ပုံရ1ပြန်ကြခဲ့လို့သူ့ဘွားကနန်းကလည်းတိတ်ရိုက်ခဲ့တာနောက်နှစ်ကိုဒီမှာ8 4 8ကအဲ့လိုမျိုးယူစားတာ3ကတ်မှာတဘောလေးက2 4 1ခွေတဲ့ထဲကသူ့အဲ့မြစ်ထဲကနှလုံးပေါင်း9တန်တဲ့ကနန်းပြန်ကြပြန်သူ့ဘွားကနန်းနောက်နှစ်တိတ်ရိုက်အဲ့လိုအယူစားနဲ့3ကတ်အယူစားကြတော့လေအဲ့တော့ကျွန်တော်ဒီမှာကလည်းဒီ2 4 1ခွေတဲ့နေ့ထဲကဒီမှာတော့ဒုတိယကနဲ့တတိယကကိုသူ့အောက်ကကနန်းနေကြီးပြန်ဖြုတ်သွားတာ6နှလုံးပေါင်း9တန်သူ့ဘွားကနန်းနောက်နှစ်ပြန်ရိုက်ဒီမှာလည်းဒီတိုင်းပဲ2 4 1လို့ခွေပြီးသူ့အောက်က196နှလုံးပေါင်း9တန်နဲ့အဲ့ဒီကောင်ပြန်သူ့ဘွားကနန်းနောက်နှစ်ကိုတိတ်ရိုက်အဲ့ဒီလမ်းကြီးစုံမတ်တွေကိုတော့ဖမ်းနေခဲ့တာစုံမတ်တွေထိုးအားရှိအောင်လို့ပေါ့နော်အဲ့တော့ဟိုနှစ်ခတ်တွေပါဝါတွေကလည်းကြောက်ရတယ်အဲ့ကြောင့်ကျွန်တော်နှစ်ခတ်ပါဝါတွေကိုထည့်ပေးထားခြင်းဖြစ်တယ်ဟုတ်လားအဲ့ကွာကိုရောင်းတဲ့တယောက်ကမတူဘူးလေဟုတ်လားမတူဘူးဆိုတော့ကြတော့ရှယ်အိုးတကွက်ကောင်းကတော့ကျွန်တော်ရှစ်တစ်နှစ်ကျော်ကနန်းကစားထားတယ်ဘာဖြစ်လို့လဲဆိုတော့အကွက်ရွှေဆိုင်ကိုဥတီပြီးပေးထားတယ်9 4ကကြတော့ဒုတိယဦးစားပေးဖြစ်နေအော်ဂနန်းထုတ်ထားတယ်အဲ့ဒါအာထိုးကတက်နိုင်တော့ကိုကတော့ဟိုကြိုက်တဲ့ကျွန်တော်အယူဆနဲ့ကျွန်တော်ကြိုက်တဲ့ဟာအထိုင်ပေးထားတာအထိုင်ကိုတဲထိုးနော်ကိုကတော့အတက်နိုင်ဆုံးတဲ့ပေးတာပဲနော်တဲ့ပေးတယ်အဲ့တော့
ဆွမ်းနာကကျွန်တော်လက်ရည်လောက်တော့ဒီ line ကိုမရှင်းလိုက်ရဘူးအလောက်ကလည်းအပြင်မှာများတော့ပေါ့နော်များတော့အဲ့တော့မရှင်းလိုက်ရတော့အခုပြန်လာတက်ပြီးပြောတာဖြစ်ပါတယ်အားလုံးပဲနှစ်တင်ပါ